ဒီမျိုးသားကခွေးလေးစိတ်လှုပ်ရှားပြီးတွားကောက်အောင်ဆိုပြီးတားရီဘောလုံးကိုအဝေးကြီးကိုတမင်ပစ်ပေးလိုက်တာပါဒါပေမဲ့ခွေးလေးကဘောလုံးကိုကိုက်ပြီးပြန်ပြေးလာတဲ့အချိန်မှာတော့အလုရှင်ကလေရင်ဘော်ကိုခိုးတက်သွားပြီးလေရင်မဲကိုလည်းတကားမြန်ပိတ်ဖို့လောဆော်နေတာကိုတွေ့လိုက်ရတယ်လှည့်စားခံလိုက်ရမှန်းတည်သွားတဲ့ခွေးလေးဟာဒီတမ်နီတတော်ကြီးကိုတားဆီးဖို့အတွက်ပြေးလန်းပေါ်ကိုဘာကိုမှဂယူးမဆိုင်ပဲပြေးဝင်သွားခဲ့တယ်လေရင်မှုကလန့်သွားပြီးဘရိတ်ကိုချက်ချင်းအုပ်လိုက်ရကခွေးလေးကလေရင်ပြတင်းပေါက်အောက်မှာအတင်းဟောင်ပြီးသူ့ကိုခေါ်သွားဖို့အလုရှင်ကိုတောင်းပန်တိုးရှိုးနေခဲ့တယ်လေရင်ခန်းထဲကလူတွေအားလုံးကအံ့ဩတကြီးနဲ့လန့်ကြည့်နေကြပေမဲ့သူ့ရဲ့အလုရှင်ကတော့ထိုင်ကုန်ပေါ်မှာအေးဆက်ဆက်နဲ့လုံးဝမလုံမရှက်ထိုင်နေခဲ့တယ်လေရင်ကြီးပြန်လည်စတင်ထွက်ခွာသွားတာနဲ့အမျှခွေးလေးဟာအလုရှင်ရဲ့ခြေလမ်းတွေကိုမမီနိုင်တော့ပဲလေရင်ကြီးကောင်းကင်ရံနဲ့ပျောက်ကွယ်သွားတာကိုပဲငေးကြည့်နေခဲ့ရပြီးသူဟာလုံးဝအပြစ်ပယ်ခံလိုက်ရပါပြီဒီနေ့ကစားပြီးပါမလို့ခေါ်တဲ့ဒီခွေးလေးဟာလေစိတ်ကနေလုံးဝထွက်မသွားတော့ပါဘူးစိတ်ကောင်းရှိတဲ့ပြုပြင်ရေးဆရာကြီးတဦးကသူ့ကိုခစ်တခေါ်ယူဆောင်ရှောက်ထားပေမဲ့ပါမဟာနေတိုင်းကောင်းကင်ကြီးကိုပဲငေးမောကြည့်နေခဲ့တယ်လေရင်တစီးဆင်းသက်လာတိုင်းသူဟာပထမဆုံးအချိန်မှာပဲပြေးသွားပြီးလေရင်ဘော်ကဆင်းလာတဲ့ခီးသည်တွေထဲမှာရင်းနှီးနေတဲ့ပုံရိပ်ကိုလိုက်ရှာခဲ့ရမဲ့ရရှိလာတာကတော့အချိန်ချင်းစိတ်ပြည့်ရတာနဲ့အမုန်းခံရတာတွေပါပဲပါမရဲ့တည်ရှိမှုဟာမကြခင်မှာပဲလေစိတ်လုံခြုံရေးတွေအတွက်ချင်းချောက်မှုတစ်ခုလိုဖြစ်လာခဲ့လို့သူတို့ချက်ချင်းလှုပ်ရှားပြီးသူ့ကိုဖမ်းဆီးကာကားထဲပိတ်လောင်ထားခဲ့တယ်ဒါပေမဲ့ဒါတွေအားလုံးကိုလေရင်ဘော်ကခုနတင်ဆင်းလာတဲ့ကောင်လေးခီယာကမြင်တွေ့သွားခဲ့ပြီးဒီတနာစရာကောင်းတဲ့ခွေးလေးကိုကယ်တင်ဖို့အတွက်ကားပေါ်ကိုတိတ်ဆိတ်ခိုးတက်သွားခဲ့တယ်ကားတကားပွင့်သွားတာနဲ့ပါမဟာချက်ချင်းထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးလုံခြုံရေးရာရှိချုပ်ကခီယာကိုအပြစ်ရှာဖို့လုပ်တဲ့အချိန်မှာပဲဘသူကတိမှလဲခီယာရဲ့ဖခင်ကဒီလေရင်ခီးစဉ်ရဲ့လေရင်မှုကြီးဖြစ်နေခဲ့လို့လုံခြုံရေးရာရှိချုပ်လည်းကန်ဆိုးတာပဲလို့မှတ်ယူလိုက်ရတော့တယ်ခီယာရဲ့မိဘတွေကကွာရှင်းထားကြပြီးမိခင်ဖြစ်သူကလည်းမကြသေးခင်ကပဲကွယ်လွန်သွားခဲ့လို့သူဟာဒီလိုစိမ့်သက်တဲ့ဖခင်ရဲ့အနားကိုမတက်တာပဲရောက်လာခဲ့ရတာပါညနေပိုင်းမှာသူအိမ်ကနေထွက်ပြေးဖို့ကြိုးစားခဲ့ပြီးလေရင်ရဲ့ပြီးကောင်းလေးကိုတိတ်ဆိတ်တွားတက်သွားခဲ့တယ်မထင်မှတ်ပဲခွေးလေးကသူ့ပုံနေတဲ့နေရာကိုအတင်းဟောင်လို့လေစိတ်ဝန်ထမ်းတွေရောက်လာခဲ့ပြီးခီယာလည်းအောက်ကိုခုန်ဆင်းကခွေးလေးနဲ့အတူပုံအောင်နေခဲ့ရတယ်နောက်တနေ့မှာတော့ခွေးလေးကိုပွေ့ဖက်ပြီးတညလုံးအိပ်ပျော်သွားတဲ့တားဖြစ်သူကိုဖခင်ဖြစ်သူကရှာတွေ့သွားခဲ့ပြီးရေရက်ခက်ငိုရက်ခက်ဖြစ်သွားခဲ့ရတယ်ပြုပြင်ရေးဆရာကြီးကခီယာကိုပြောပြတာကပါမကသူ့ရဲ့အသက်ကိုကယ်တင်လိုက်တာဖြစ်ကြောင်းဘာဖြစ်လို့လဲဆိုတော့လေရင်ပြီးကောင်းထဲမှာပုံနေရင်အမြင့်ပိုင်းကအေးတံကြောင့်အရှင်လက်လက်အေးခဲတည်ဆုံးသွားနိုင်လို့ပါပဲသူဟာဆရာကြီးရဲ့လေရင်မဲ့သမီးဖြစ်သူရဲ့နှုတ်ကနေတိလိုက်ရတာကပါမရဲ့အလုပ်ရှင်ဟာယောဂကာကွယ်ရေးထောက်ခံချက်ယူလာဖို့မေ့သွားခဲ့လို့မိမိရဲ့အနာဂတ်အတွက်နဲ့သူ့ကိုရရဆက်ဆက်ဆွန့်ပစ်သွားခဲ့တာဖြစ်ပါတယ်ဒီတော့မှခီယာနားလည်သွားခဲ့တယ်မိမိနဲ့ပါမဟာအဆွန့်ပစ်ခံရတဲ့အထီးကျန်ဝိညာဉ်တွေဖြစ်ပြီးအထီးကျန်နေတဲ့နှလုံးသားနှစ်ခုဟာဒီအချိန်မှာတင်းတင်းကြပ်ကြပ်ဆက်သွယ်သွားခဲ့ကြပြီဆိုတာကိုပေါ့ခီယာဟာပါမအတွက်အလုပ်ရှင်ကိုရှာပေးဖို့ဆုံးဖြတ်လိုက်ပြီးဖခင်ဖြစ်သူကသတင်းထောက်တငယ်ချင်းတဦးကိုခေါ်ယူကပါမရဲ့ဇလန်းကိုသတင်းစာပေါ်တင်ပေးခဲ့လို့တခါအတွင်းမှာပဲပါမဟာကျေပွင့်ကြီးဖြစ်လာခဲ့ပြီးလူပေါင်းများစွာကသူ့ကိုကြည့်ဖို့အတွက်တီးတက်လေရင်စီးပြီးလာရောက်ခဲ့ကြတယ်ဒါဆက်ဆံရေးကလည်းဒီအချက်ကြောင့်ပြေလည်သွားခဲ့တယ်ဒီနေ့မှာပါမဟာအခြားခွေးတစ်ကောင်ကိုအလုပ်ရှင်ကချင်းတောင်းရဲထည့်ပြီးလေရင်ပေါ်ခေါ်သွားတာကိုမြင်လိုက်ရတဲ့အခါသူချက်ချင်းနားလည်သွားခဲ့တယ်ခွေးတွေလည်းလေရင်ပေါ်တက်လို့ရတယ်ဆိုတာကိုပေါ့သူ့ရဲ့အလုပ်ရှင်ကသူ့ကိုတကယ်ကြီးမလို့ချင်တော့တာဖြစ်ပါတယ်ယုံကြည်ချက်တွေပြိုလဲသွားတဲ့ပါမဟာဆက်ပြီးမဆောင်ဆိုင်တော့ပဲအစာငတ်ခံဆန္ဒပြခဲ့ကလူအလုံးရဲ့အနာဂတ်တာကိုညှင်းဆန်ခဲ့လို့တိရိစ္ဆာန်ဆရာဝန်ကသူ့ရဲ့နှလုံးသားဟာတိတ်ဆုံးသွားခဲ့ပြီလို့ပြောခဲ့တယ်မိုးတက်မုန်တိုင်းကြတဲ့ညတညမှာခီယာဟာမိုးရေရဲမှာမလို့မရှက်ရှိနေတဲ့ပါမကိုကြည့်ပြီးစိတ်ပြက်လက်ပြက်နဲ့အကြီးကျယ်ငိုကြွေးခဲ့တယ်သူဟာမိမိရဲ့ခနာကိုယ်ပေါ်ကမိခင်ဖြစ်သူနောက်ဆုံးရက်လုပ်ပေးခဲ့တဲ့တုံးမွေးအင်ဂျီကိုချွတ်ပြီးပါမရဲ့ကိုယ်ပေါ်မှာခြုံပေးခဲ့ကတညလုံးတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့တယ်နောက်တနေ့မှာခီယာဟာနှွေးထွေးတဲ့ရှာနဲ့လာလျက်လို့နိုးလာခဲ့ရတယ်အဲ့ဒါပါမပါပဲသူမဟာကောင်လေးရဲ့မေတ္တာတရားကြောင့်ပြန်လည်နိုးထလာခဲ့တာဖြစ်ပါတယ်ဘဝကြီးကကောင်းမွန်တဲ့ဘက်ကိုပြန်လည်ရောက်ရှိကာစမှာပဲပါမရဲ့မူလအလုပ်ရှင်ကမထင်မှတ်ပဲဖုံးဆက်လာခဲ့ပါတော့တယ်ဖခင်ဖြစ်သူကပါမကိုငွေပေးပြီးဝယ်ယူဖို့ကြိုးစားခဲ့ပေမဲ့မူလအလုပ်ရှင်ရဲ့ညှင်းဆန်ခြင်းကိုခံခဲ့ရတယ်လူတို့ရဲ့ဝေဖန်မှုပြအားတွေကြောင့်သူဟာအလုပ်ကင်တည်မြဲဖို့အတွက်ခွေးကိုပြန်ခေါ်သွားရမှာဖြစ်ပါတယ်ခွေးခွာရမယ့်အချိန်ရောက်လာခဲ့ပြီခီယာရဲ့နှလုံးသားဟာဓာတ်နဲ့မွန်းတယ်လို့နာကျင်နေခဲ့ရတယ်ဒါပေမဲ့အလုပ်ရှင်ကပါမကိုဆွဲပြီးလေရင်စီဥတီသွားတဲ့အချိန်မှာပါမဟာခြေလမ်းတွေကိုလုံးဝမရွှေ့ပဲတွန့်ဆုတ်နေခဲ့တယ်သူမသတိပြုမိလိုက်တာကအလုပ်ရှင်ဟောင်းရဲ့မျက်ဝန်းတွေထဲမှာဘာမြစ်တာမှမရှိတော့ဘူးဆိုတာပါပဲသူမဟာခီယာရဲ့အနားကိုသွားဖို့အတင်းရုန်းကန်နေခဲ့တယ်ခီယာကအကူအညီတောင်းတဲ့မျက်ဝန်းတွေနဲ့ဖခင်ဖြစ်သူကိုပထမဆုံးအကြိမ်ဖြစ်အဖေလို့အော်ခေါ်လိုက်တယ်လေရင်မူကြီးဖခင်ဖြစ်သူဟာဆက်ပြီးအောင်အင်းမခံနိုင်တော့ပဲလေရင်အင်ဂျင်ကိုပြက်ပြက်သားသားပိတ်ပစ်လိုက်ပါတော့တယ်အလုပ်ထုတ်ခံရရင်တောင်မှတားဖြစ်သူကိုကာကွယ်ဖို့အတွက်ပေါ့လေရင်ဖွဲ့သားအလုံးကသူ့ကြောင့်စိတ်လှုပ်ရှားသွားကြပြီးတယောက်ပြီးတယောက်ရှေ့ထွက်လာကယောဂကာကွယ်ရေးထောက်ခံချက်မပါရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပါမကိုလေရင်ပေါ်ပေးမတက်ဖို့ညှင်းဆန်ခဲ့ကြတယ်နောက်ဆုံးတော့မူလအလုပ်ရှင်ဟာလူများရဲ့စိုက်ကြည့်နေမှုအောက်မှာကျိုးကိုရရဆက်ဆက်ဖြုတ်ပေးလိုက်ရပါတော့တယ်ပါမလွတ်လပ်သွားခဲ့ပြီသူမဟာလျက်စီးကြောင်းတစ်ခုလိုမျိုးသူမရဲ့စစ်မှန်တဲ့အလုပ်ရှင်ဖြစ်တဲ့ခီယာရဲ့စီကိုအရှိန်ဟုန်နဲ့ပြေးဝင်သွားခဲ့ပါတော့တယ်